မိဘကိုမကျေနပ်ဘူးတဲ့မိဘကိုနာကြီးတယ်မိဘကိုစိတ်နာတယ်ဆိုတဲ့သားသမီးတွေနဲ့တွေ့ဘူးကြလားအဲ့တော့ဦးစင်းကတော့ကိုယ်တိုင်တွေ့ခဲ့ဘူးတယ်ပေါ့နော်အဲ့လိုပြောတဲ့ကလေးတယောက်အဲ့ဒီမှာသူ့ကိုဦးစင်းကနေပြီးတော့ဒါမိဘတွေကိုဘာကြောင့်စိတ်နာလဲဆိုသူ့ကိုဂယုမဆိုင်ဘူးတဲ့ပြစ်ထားတယ်ပေါ့ဖြစ်ရှင်တယ်မိဘတွေလည်းနေခြင်းတယ်လို့နေတယ်ပေါ့အဲ့ဒီတော့စိတ်နာတယ်ဘယ်တော့မှမကျေနပ်ဘူးလို့ပါတော့နဲ့အဲ့တော့ဦးစင်းကမိဘအကြောင်းတွေကိုကျေးဇူးတွေကိုပြန်ပြောပြတဲ့အခါကျတော့ဒီကလေးကငိုတယ်အဲ့တော့မိဘတွေကိုဘာကြောင့်မကျေနပ်တာမိဘတွေကိုဘာဖြစ်လို့စိတ်နာရတာမိဘကဘာကြီးပဲဖြစ်နေဖြစ်စေဘလို့ပုံစံမျိုးပဲဖြစ်နေပြီဒီသားသမီးတွေစိတ်နာလို့မရဘူးမိဘကိုစော်ကားပိုင်ခွင့်လည်းမရှိဘူးမိဘကကိုယ့်ကိုဒီလူလောကထဲကိုမွေးထုတ်ပေးလိုက်တာကိုကအင်မတန်မှကျေးဇူးကြီးမားနေပြီလေဒီဘက်ခေတ်ထဲမှာဆိုရင်ခင်မီနီးနဲ့ရောရှေးထုံးနဲ့ရောအမျိုးမျိုးသောနီးစနစ်တွေနဲ့လူလောကတွေကိုကလေးတယောက်ရောက်မလာအောင်တားဆီးပိတ်ပင်နေတဲ့ခေတ်ထဲမှာကိုမိဘကကိုယ့်ကိုမွေးထုတ်ပေးလိုက်တယ်ဆိုပို့ပြီးတော့တောင်ကျေးဇူးတင်ရအောင်မယ်နော်ပို့ပြီးတော့ကိုကျေးဇူးတင်နေနေပြီဒါကြောင့်မိဘတွေကိုမပြစ်မှားပါနဲ့မိဘတွေကိုမစော်ကားပါနဲ့မိဘတွေကိုစိတ်နာတယ်ဆိုတဲ့စကားတွေမကျေနပ်ဘူးဆိုတဲ့စကားတွေမပြောမိပါစေနဲ့အဲ့ဒီလိုလူမျိုးတွေကဘယ်အချိန်ကျမှနောင်တရတယ်လဲသူတို့ကိုယ်တိုင်မိဘနေရာကိုရောက်လာတဲ့အချိန်မိဘမေတ္တာကိုသိတဲ့အချိန်အစာတသက်လို့သူမိဘနေရာကိုရောက်မှသူ့သားလေးမွေးမှသူမိဘမေတ္တာကိုသိတယ်ဒါပေမဲ့ sorry ပဲအဲ့ချိန်မှာနောင်တပဲကြံနေတယ်ဘာမှလုပ်လို့မရဘူးအဲ့ဒီလိုပဲဦးစင်းတို့ရဲ့မိဘတွေသူတော်ကောင်းတို့ရဲ့မိဘတွေဟာနောက်တစ်ချိန်မှာဦးစင်းတို့ရဲ့အခန်းနိုင်ရန်နေအိမ်နိုင်ရန်နေမှာချိတ်ဆွဲထားတဲ့ဓာတ်ပုံတစ်ခုအနေနဲ့ပဲကြံနေခဲ့အဲ့ဒီအချိန်ကြာမှဓာတ်ပုံကိုကြည့်ပြီးတော့တန်တမနေနဲ့ငုံမနေနဲ့မရတော့တချို့ဆိုရင်ဓာတ်ပုံလေးတွေကြံခဲ့သေးတယ်တချို့မင်းအဖေကဗမာလဲမင်းအမေကဗမာလဲဘလို့ပုံစံလဲမေးလို့တောင်မှပြစရာဓာတ်ပုံမရှိတော့တဲ့လူမျိုးတွေအများကြီးပဲအစားထိုးမရဘူးလေကိုပေါင်းနေတဲ့တငယ်ချင်းမိတ်ဆွေတွေပေါင်းသင်းနေနဲ့ပတ်သက်ပြီးတော့မှကိုချစ်နေတဲ့ဒဇိမ်အမျိုးသားအမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့မှမိဘကိုဘယ်တော့မှကလန်ကဆန်မလုပ်မိစေနဲ့ဦးဇင်းတို့တွေပေါင်းနေသင်းနေတဲ့မိတ်ဆွေပေါင်းတဲ့တငယ်ချင်းတွေကိုချစ်ခင်ရတဲ့ဒဇိမ်ယောက်ျားတွေဒဇိမ်မိန်းကလေးတွေဆိုတာကကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာအစားထိုးလို့ရတယ်မိဘကိုလုံးဝအစားထိုးလို့မရဘူးဒါကြောင့်မြတ်စွာဘုရားကလည်းအတိအကျပြောထားတာမိဘကိုတဲ့လှုပ်ကြွေးနိုင်တဲ့ခွန်အားအရည်ရှင်ရှိရသားနဲ့မလှုပ်ကြွေးခဲ့အဲ့ဒါသားသမီးရုပ်ပဲတဲ့ရုပ်မာတဲ့သားသမီးအောက်တန်းကျတဲ့သားသမီးလို့ခေါ်တယ်ဒါကြောင့်မို့ဦးဇင်းတို့မိဘတွေကိုရှိနေတော့မှတန်ဖိုးထားပါမရှိတော့တဲ့အချိန်ကြာမှတော့ငိုးမနေနဲ့တာဝန်ကျေအောင်လုပ်ပါမိဘကိုကျေးဇူးဆက်တဲ့နေရာမှာအကောင်းဆုံးကျေးဇူးဆက်နေရတော့တရားတရားမရှိတဲ့မိဘကိုတရားတရားတွေရှိလာအောင်တီလမလုံးကြုံတဲ့မိဘကိုတီလတွေစောက်တည်ဖြစ်အောင်တရားတွေအားထုတ်ခွင့်ရအောင်တရားအသည့်တွေသိအောင်ပြုလုပ်ပေးတဲ့သားသမီးတွေကဒါမှန်ကန်သောကျေးဇူးဆက်နေပါပဲဒါကြောင့်မိဘတွေဆိုတာဟာအသက်ကြီးလာတာနဲ့အမျှကလေးပြန်ဖြစ်သွားတယ်အဲ့ဒီတော့ဦးဇင်းတို့တွေငယ်ငယ်ကစောင့်ရှောက်ခဲ့တယ်လို့ပဲမိဘတွေကိုဦးဇင်းတို့ပြန်လည်ပြီးတော့မှစောင့်ရှောက်ရမှာဖြစ်တယ်အဲ့တော့ဒီနေရာမှာသားသမီးတွေကြီးပဲတစ်ဖက်သက်ပြောတယ်လို့မထင်နဲ့မိဘတွေအနေနဲ့လည်းဂရုစိုက်ရမှာရှိတယ်သားသမီးတွေရှိကဒီစိတ်နာတဲ့မိဘတွေကိုမကျေနပ်ဘူးဆိုတဲ့စကားသံတွေဘာကြောင့်ထွက်လာရတယ်လဲဆိုတော့လင်းနဲ့မရရန်ဖြစ်တဲ့အခါသားသမီးတွေရှိမှရန်ဖြစ်တာမျိုးကိုယ့်ရဲ့အိမ်တော်ဦးစီးအမျိုးသားယောက်ျားကိုသားသမီးတွေရှိမှနိုင်ထက်စီးနဲ့လှုပ်တာမျိုးနေမဲငဆပြောတာမျိုးတွေအနိုင်ကျင့်တာတွေမတရားသဖြင့်ပြောဆိုလောက်ကင်ဆက်ဆံတာတွေကိုတွေ့တဲ့အခါမှာသားသမီးတွေကမိခင်ရဲ့အပေါ်မှာမကျေနပ်တာမျိုးတွေဒေါသတွေဖြစ်တယ်ဒါဟာသားသမီးကိုငရဲပေးတဲ့မိဘလို့ခေါ်တယ်နော်ဒီမိဘမျိုးဆိုရင်လည်းဒါမကောင်းတဲ့မိဘတွေပဲအဲ့တော့အိမ်တော်ဦးစီးဖြစ်တဲ့အမျိုးသားကလည်းပဲကိုယ့်ရဲ့အိမ်တော်ပဲမျိုးသမီးဖြစ်တဲ့ကိုယ့်ရဲ့မိန်းမကိုသားသမီးတွေရှေ့မှာဆဲတာဆူတာရိုက်တာအနိုင်ကျင့်တာမျိုးတွေမမကန်တဲ့နီးလန်းတွေလောက်တာမျိုးတွေကိုအထူးသတိထားပါအထူးဂရုစိုက်ရမှာဖြစ်တယ်အဲ့ဒီအခါမှာတချို့အဖေကိုမုန်းတယ်ဆိုတာအမေကိုသားသမီးတွေရဲ့ရှေ့မှာအနိုင်ကျင့်လို့မတရားသဖြင့်နှိပ်စက်လို့
ဒီစကားသံတွေထွက်လာတာဖြစ်တယ်ဒီလိုမျိုးသားသမီးတွေအရှိမရန်ဖြစ်တဲ့မိဘမျိုးတွေမကောင်းတာတွေလုပ်တဲ့မိဘမျိုးတွေအဲ့ဒီမိဘမျိုးတွေဟာအင်မတန်မှသတိထားရမယ့်အချက်လည်းဖြစ်တယ်မိဘကသားသမီးကိုငရဲကိုတွန်းပို့လိုက်တယ်ဆိုတာဒါပါပဲအဓိကကတော့အဲ့ဒီဖြစ်မျိုးကြောင့်ဖြစ်ရတာပါအဲ့တော့ဒီနေရာမှာမိဘနဲ့သားသမီးဆိုတဲ့နေရာမှာနှစ်ဦးနှစ်ဖက်စလုံးမှာဦးဇင်းတို့ဆင်ခြင်ရမယ်သတိထားရမယ်နှလုံးသွင်းရမယ်ဟာတွေရှိတယ်အဲ့တော့ဘာပဲဖြစ်ဖြစ်သားသမီးတွေအနေနဲ့ကတော့မိဘတွေကိုစိတ်နာလို့လည်းမရဘူးနာကြည့်လို့လည်းမရဘူးမကြည်မနှက်ဖြစ်လို့လည်းမရပါဘူးမိဘကောင်းကောင်းမကောင်းကောင်းကိုယ့်ကိုမွေးထုတ်ပေးလိုက်တဲ့ကျေးဇူးနဲ့တယ်မိဘဟာမိဘပါပဲကိုယ်စိတ်နှဖျားကျမ်းမာချမ်းသာကြပါစေ